ရှေတုံးကကျင်းညီနောင်နှစ်ကောင်ဟာတပ်ပင်ကြီးတပင်ပေါ်ကအတိုက်တစ်ခုထဲမှာအတူတူမွေးဖွားခဲ့ကြပါတယ်။ဒါပေမဲ့တနေ့မှာတော့ပြင်းထန်တဲ့မုန်တိုင်းတစ်ခုကြောင့်သူတို့ညီကိုနှစ်ယောက်ဟာတယောက်တနေရာစီကိုကန်ဆိုးစွာနဲ့ကွဲကွာသွားခဲ့ရပါတယ်။ညီဖြစ်သူကတော့တောထဲကတခိုးတားပြဒီနေတဲ့စခန်းတွေကိုလွင့်စင်သွားခဲ့ပြီးအကိုဖြစ်သူကတော့တရားဘာဝနာပွားများရာအေးချမ်းတဲ့ယတိကျောင်းလေးကိုရောက်ရှိသွားခဲ့ပါတယ်။အချိန်တွေကြာလာတဲ့အခါမှာတော့သူတို့ရဲ့စိတ်ရိုက်တွေဟာလေတိတိတသာကွဲပြားလာပါတော့တယ်။ဓာပြစခန်းကကြေးကလေးကတခိုးရီရဲ့ရိုင်းဆိုင်ကြမ်းတမ်းတဲ့စကလုံးတွေကိုသာနားရင်ပြီးစိတ်ရင်းတွေခတ်ထန်လာခဲ့ပါတယ်။ယတိကျောင်းလာကြေးကလေးကတော့ယတိကြီးတွေရဲ့မေတ္တာတရားနဲ့ယဉ်ကျေးတဲ့အဆုံးအမတွေကြားမှာတိမ်မွေ့စွာကြီးပြင်းလာခဲ့ပါတယ်။တနေ့မှာတော့တောထဲမှာလမ်းမားလာတဲ့မင်းကြီးကိုတွေ့တဲ့အခါညီဖြစ်သူကတက်ကြဖြတ်ကြလူယူကြလို့ရိုင်းဆိုင်စွာအော်ဟစ်ခဲ့ပြီးမယ်အခုဖြစ်သူကြေးကလေးကတော့အရှိမင်းကြီးကြွပါအနားယူပါလို့ချိုးသားစွာနဲ့စီးကြိုနှုတ်ဆက်ခဲ့ပါလေဒါဟာမျိုးရိုးချင်းတူပြီးမဲ့ကြီးပြင်းရာပတ်ဝန်းကျင်ကဘဝကိုဘလောက်အထိပြောင်းလဲစေတယ်လေဆိုတာကိုပြသနေပါပဲဖြစ်ပါတယ်ပတ်ဝန်းကျင်ကောင်းမှနေထိုင်ခြင်းဟာဘဝကိုအမှန်တကယ်ယဉ်ကျေးတိမ်မွေ့စေပါတယ်